မင်္ဂလာပါရှင်ဒီနေ့ထိုင်းနိုင်ငံစာရဘူရီခရိုင်မှာရှိတဲ့ဝတ်တန်ကရာဘောဆိုတဲ့ဘုရားကျောင်းကိုတက်ရောက်ခဲ့ပါတယ်ဒီရုပ်ထုတွေရောဖျားစင်ထုတွေရောအကုန်လုံးကကြောက်တုံးတွေကိုရုပ်ထုထွင်းထားတာပေါ့နော်အဲ့မှာရှိတဲ့ပစ္စည်းတော်တော်များများကကြောက်တုံးနေနဲ့လှုပ်ထားတာများတယ်တကယ်လို့စာရဘူရီဘက်ကိုရောက်ဖြစ်ခဲ့မှဆိုရင်ဒီဘုရားကိုသွားဖို့ကြံပြုချင်ပါတယ်ရှူရင်းတွေကလည်းအရန်လာပြီးတောင်တန်းနေနဲ့ဝင်းရံထားတဲ့ဘုရားကျောင်းတစ်ကျောင်းဖြစ်ပြီးအေးဆေးဆေးနေတဲ့သူတွေအတွက်တော့အကောင်းဆုံးနေရာတစ်ခုပါကိုနေစဉ်လှုပ်နေရတဲ့အခါအရန်ပင်ပန်းလာရင်လောကကြီးကိုထွက်ကြည့်လိုက်ကြပါအောင်ရှင်လောကကြီးအရန်လာပနေရကျမတို့မသိတဲ့အကြောင်းအရာတွေကျမတို့မမြင်ဘူးတဲ့အရာတွေကျမတို့မကြားဘူးတဲ့အရာတွေအများကြီးရှိနေရပေါ့နော်ကျမတော့ခရီးထွက်ကြည့်ဖို့ပဲကျမအကြံပြုချင်ပါတယ်ရှင်ခရီးထွက်တာကျမတို့အတွက်အကောင်းဆုံးပါရှင်ကျမတို့ခရီးသွားနေနိုင်တယ်ဆိုတာကျမတို့အတွက်ကရန်ကောင်းနေတယ်လို့ပါနော်ကျမတို့ခွင့်ရရတော့မှကျမတို့သွားချင်တဲ့နေရာတွေစီရအောင်သွားခဲ့ကြပါတော့နောက်တစ်ချိန်မှာကိုသွားထားတဲ့နေရာရကိုအတွက်မှတ်တရတွေကြီးပဲပေါ့နော်ကိုတွေကတော့လူမဝင်တာကြာရင်လည်းတို့ပါရဲ့လင်းတို့ချီတွေနဲ့လင်းတို့ချီနဲ့အနံ့တွေပဲရှိရဲ့အဲမို့ဘာမှမရှိလို့ပြန်ထွက်ခဲ့ကြရပေါ့နော်ဒီနေ့လေကမိုးရင်းနေရဆိုတော့ကျမတို့သွားရတယ်နေသားတယ်ပေါ့နော်နေမပူအမဖျားလေးပါနေနေပါကတော့ပြီးတော့လင်းပဲကြည့်ပြီးကျမတို့တနာရီခွဲလောက်ပြန်နေပေါ့နော်အဲ့ဒီကူကဘာကူလဲတော့ရေကြတဲ့ကူလာတော့မသိဘူးဝင်ကြည့်လို့မရဘူးထင်တယ်အောက်မှာလေကလေးတော့ခြားတာဝင်မကြည့်ရလို့ပြန်နေကြရပေါ့နော်ပေမှာဖုန်ကြီးကျောင်းနေနဲ့ဖះကျောင်းဆောင်နေအများကြီးရပေါ့နော်ဒါပေမဲ့လူနေတဲ့ဖုန်ကြီးကျောင်းမှာဖုန်ကြီးနေတဲ့ပေါ့နော်အများကြီးမတွေ့ဘူးဒါပါပဲရှင်နောက်ဗီဒီယိုလေးမှာပြန်ဆုံပါမယ်ဘိုင်ဘိုင်